န်းချောင်းရောက်နေသလားအောင်လေးရစမ်းချောင်းဘရုံမှာလမ်းလာရောက်နေသလားဒါနစီရဲကားပြန်ကြစီးတယ်မချုပ်သေးဖရီဇာရမ်မှုပေါ့နော်ဒါကြတော့ကျွန်တော်တာမွေနားရောက်သွားတယ်လို့မှုပေါ့နော်ကျွန်တော်တာမွေနားရောက်သွားတယ်မှုနေရပါတယ်ခုနကတော့စမ်းကြောင်းရေဒီကုန်းမှုအခုကတာမွေမှုဖရီဇာရမ်မှုအခုကတော့ဘတ်စကားစောင့်နေတာဖြစ်ပါတယ်ကျွန်တော်တို့က beach သွားမှာဖြစ်ပါတယ် beach ကံတော့မသိပါဘူး beach rockaway beach ကိုဟိုစီမလိုင်းကားစီမ bus စီမတဲ့နောက်253ဆိုတော့25ပေါ့Q25ဟုတ်ပြီဟုတ်50ဆို50ပေါ့ဘယ်လိုကျွန်တော်ကြည့်နေတာအဲ့ပလာဒါအခုတော့ကြိုက်တာလားပလာဒါကိုရီဖွဲ့ရောက်လာပြီအဲ့တော့ရောက်လာကြပြီရောက်လာကြပါပြီကိုရီဖွဲ့ရောက်လာကြပါပြီလူကောင်လည်းရောက်လာပါပြီမိုင်းတယ်ပါရှယ်ရဲရက်တောင်တော့ပါလိုက်သေးတယ်မိုင်းတယ်ကိုရီကျွန်တော်တို့စီးရမယ့်ကားက Q53 Q53 SBS ဆိုတာအဲ့ဒါလိုင်းကားနောက်တဲ့2မိနစ်3မိနစ်ရောက်ပါမယ်โอเคကျွန်တော်တို့စီးမယ့်ကားပါကျွန်တော်တို့စီးမယ့် bus ဖြစ်ပါတယ်ရှေ့ရပါကြတယ်ရိုင်းတက်ပါရNew York YBS New York YBS New York YBS ပေါ့ကဲဆင်းပါပြီကမ်းခြေကိုစသွားပြီရွာလေးကိုစောင့်ဝင်လာပါဒီကမှတော့ကဒီလုံးသွားတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ဟေးကားလေးရှိရတော့ကိုညီမလိုပဲကူးလိုက်မယ်လေညီမလိုပဲညီမလိုပဲပလိပလိဒီဝင်လမ်းပါရဲThis is our beach. Rockaway Beach. Okay. Kanji တော့ရောက်ပါပြီဒါ tank ပေါ့နော် tank စထူးနေတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ရဲ့ tank ရန်နာလို့ဆိုမဲ့ဟိုဂိတ်အဲ့ဆောင်းနေရန်နာလို့ဖြစ်မယ်အနေရဖြစ်မှာဆိုအ
အဲ့ဒါ Rockaway ကန်ကြီးကိုရိုက်နေပါလေရှင် Rockaway ကန်ကြီး Rockaway တဲ့နယူးယောက်ကနေဘယ်လောက်ရှိရလဲကားဟိုလောက်ရှိရနော် 45မိနစ်လောက်ရှိရ 45မိနစ်တနားရီလောက်ရှိရတယ် New York ကနေ bus က bus ပဲစီးရ ကျွန်တော်ပြေဘတ်ကားဆင်းလာတဲ့လမ်းလျှောက်လိုက်လမ်းလျှောက်ဘယ်လောက်10မိနစ်3မိနစ် ဟုတ်တယ် bus ကလည်းဘယ်လောက်မှမကြောက်3ချက်လောက်ပဲကြာတယ်$3ပေါ့နော်$3လောက်ပဲကြာတယ် bus ကလည်းဆိုတော့မဆိုတော့ တော့ဟိုလိုကြာလဲလဲကြည်ကြာလဲလဲနေတော့ဟုတ်ဒါမှလည်းမဆိုးပါဘူး ဆိုပါဦးဒီတော့ဒါလေးကကျွန်တော်တို့အဖွဲ့ဘန်ဂလိုတေးသေးလေးပေါ့နော်ထန်လေးပေါ့ထဲမှာစားတော့ဒီဘာညာတရကနေကြကွာစီအစုံရှိပါတယ် နယူးယောက်ကားရဲ့ supporting role နဲ့ ဟုတ်ပါ ရလာတဲ့ဘန်ဂလိုလေးနဲ့ကားတောက်တယ်နော် လိုကရေးတယ်ရေးရဲ့ဖြစ် ကိုရီဝင်းနဲ့ပါအဖြစ် ဟာတည် ကိုလာလိုက် ကျွန်တော်တို့အဖွဲ့ဖြစ်ပါတယ် ဒါဒါနဲ့နယူးယောက်ကဒီကိုကြီးဒါဒါဟိုဟာဒီဆောင်ချောင်း Rockaway Beach ပါနော် Rockaway Beach ပါ Rockaway Beach ကျွန်တော်တို့45မိနစ်လောက်စီးခဲ့ရတယ်နော် MS ကနေကျူ53စီဟိုလောက်ကြာမှာပေါ့45မိနစ်လောက်ကြာပြီးတော့ဒီ beach ကကြတော့ public beach ပေါ့ဒီဘက်မှာ Rockaway ဟိုဟာပူရပဲရှိတယ်ပြီးတော့ဒီမှာလူနေအိမ်တွေ co-op တွေ apartment တွေရှိတယ်ပြီးတော့ရင်တရားကတော့သူတို့ open ဖွင့်ပေးထားတဲ့ beach ပေါ့ free မရှိဘူး free ဘိုက်တယ်ဒီနော် မှာပါပါရီอ่ะ စားရရတယ် ပါပြရီအများကြီးပဲ လေးပြလေးနဲ့ပါဆွဲရအောင် ကလေးလေးကလေးလေး ဒီဆက်ဆုံးလေးလိုက် ကျွန်တော်ချစ်ချစ်ပါ မမရဘူး ကိုရချာမိုးရအောင် ကျော်အားလေး ခလိုက်ထားလိုက်မယ်ဟာတော့မစားဘူး ကျော်ဒါလည်းပြီးမှလေ ကိုကြီးလှုပ်ရှုပ်တာ ဒါလည်းပြရတယ် ကျင်းတော်တင်ရမရှိလို့မရှိရင်မန္တလေးပဲကြော်ကြော် မနင်းကိုလိုက်ကြော်ရတယ်မရကြော်ကားလည်း ရှိရေ ချီရပါမိုက်တယ်ကွာပစံ အားလုံးကြော်လေးဒီမှာတုံးကြော်လေးရွက်ကြော်လေး ကိုလီဟာထမင်းလည်းညောင်း မင်းလည်းပါတယ် good ကိုကသမင်းစားမှဖြစ်မှာမို့လို့လေ Okay thank you very much ဒါမနင်းကြော်ထားရဟာ ကို နော် လွန်ကိုကြီးကိုကြောက်လို့ဦးလွန်ကိုကြီးကိုကြောက်လို့ ငါရွှေ့မြန်ရွှေ့နေလားမသိ သမင်းသမင်းစားသမင်း ရင်းနဲ့ထမင်းအကိုကြီးအတွက်ဒါရင်းနဲ့ထမင်းအကိုကြီးအတွက် ဟုတ်ပါ နယူးယောက်ကားရဲ့စီစဉ်မှုတစ်ဖြတ် ဟုတ်ပါဒီရမှာ လိုတော့မှဖောက်လိုက်မယ် တယ်မာရဲ့စိတ်ကို 1 2 3 cheers ဒီမှာချင်းနဲ့တို့ပါမယ် တော့ရရှိပါပြီ ဒီကတော့ဒေးဝင်နေရောက်တော့ပေါ့ ဒါခုနကမနင်းလောက်ထားပြရကြောဟုတ်လား ဒီနေရာကြောပါပွင့်တာပဲ ဟုတ်ပါ တော့ပါဘယ်ကောင်းမလဲအဆော့တော့ပဲ မတူတော့ရဲ့တော့ဘလော်ရီသူရမ်း ဟဲ့ ကြီး ကောင်းနော် သမီးကဘယ်သူချက်တာအော်သမီးကလွင်ကူအော်မနေ့ကကိုကအိမ်တွေရနေရမနေ့ကတငယ်ချင်းတို့ရဲ့တန်ပေါက် ဒါမှမဟုတ်ဘူးတရားလည်းမဟုတ်ဘူးဒါမှမဟုတ်ကောင်းဘူး တန်ပေါက်နဲ့ စားတော့လာပြီ ညာ6နာရီပဲမှဆက်တယ် သူတယောက်ကသူကလုံခြုံရေးပေါ့ VC မှုတ်ပြီးတော့ live က VC မှုတ်ပြီးတော့သူလမ်းခေါ်နေ ပြီးတော့သူတို့ကရေကူး expect တယ် ဒီကူအေး ဒီနေ့တည်းဆိုလို့ဒီနေ့တည်းဆိုလို့သူကပြေးခဲ့ရမှာ အဲကြောင့် VC မှုတ်ပြီးတော့လမ်းခေါ်နေ line တွေဟိုကများလို့လေ line ဆွဲမှာဆိုလို့ ဒါတော့ကြည့်ရမယ်နားချတယ်ခဏပြန်နေလာလိုက်စောင်းနေပြီ ညာအားလုံး ဒီကအေးတယ်သိလားတော်တော်အေးတယ်ထင်တယ်မထင်ရအောင် ရေ
ရတော့တာဟုတ်တယ်25ပဲရှိရနေနဲ့ကူနေရအေးရဲ့အဆင်ပြေ ကဲဒီနေ့တော့ဒီလောက်ပါပဲ အောက်မှာပဲ ဒါဘာ beach ကနေပြန်มา Rockaway Beach Rockaway Beach Rockaway Beach ကနေပြန်มาတော့မယ်ခင်ဗျာ ဟုတ်တယ်ပါလေ ပြန်มาပါ နောက်တစ်ခါပေါ့ဗျာ ဒီရောက်ကားပေါ်ပြန်มาစားဖို့နောက်တစ်နေရာတော့မဟန်တလာလာ မဟန်တန်တဲ့ဟိုပါ ကျန်းတင်မှာထိုင်စားပြီးနောက် ဘိုင်ဘိုင် မြို့ထဲမှာ ဘိုင်မဟန်တတော့မယ်တာ Let's go. That's me. That's me. Yeah, you already know. Who got the keys to the city? That's me. Who's always looking so